မင်္ဂလာပါကျွန်တော်ရဲ့ရွှေရိုး recap of channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့အယူထရရဲ့နန်းတွင်အရှုပ်ထွေးတွေနဲ့မြန်မာရဲ့နယ်ချဲမှုကြားကအယူထရပြည်သူပြည်သားတွေအတွက်အင်အားဖြစ်စေခဲ့တဲ့မိဖုရားတစ်ပါးစူရီရိုထိုင်းအကြောင်းပတ်4အပိုင်းလေးကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကကြည့်ရှုသူတွေမပြင်းရလေအောင်ဒီနေ့ချားမယိုးနိုင်တဲ့ဇာတ်ကားကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap ပြုလုပ်ပေးလျက်ရှိပါရခင်ဗျာဒါကြောင့်မို့ဇာတ်ကားကောင်းတွေကိုကြိုက်ပါရကြည့်ရှုကြပါရဆိုတဲ့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဘေးနားကခေါင်းလောင်းလေးကိုနှိပ် VPN လေးခံပြီးကြည့်ပေးဖို့လည်းတစ္ဆာမပြတ်နဲ့မေတ္တာရက်ခံပါရစေကဲဒါဆိုရင်တော့ဇာလန်လေးကိုစတင်လိုက်ကြရအောင်ပါခင်ဗျာဇာလန်လေးရဲ့အဆောက်မှာတော့စူရီရိုထိုင်းကအယူထရမျိုးရဲ့နန်းတွင်ရေးမတည်ငြိမ်မှုတွေကိုဖြေရှင်းဖို့ရာတတ်နိုင်သူတယောက်ထဲသာကြံတော်ကြောင်းပြောပါရအဲ့ဒီလူကတော့ခွန်ဖီလိန်ဆိုတဲ့သူ့ရဲ့အကိုတဝမ်းခွဲသာဖြစ်ပြီးအခုချိန်မှာတော့ခွန်ဖီလိန်ဟာကံဖယ်ပန်းမျိုးနဲ့စစ်ခင်းနေရတယ်လို့စစ်သူကြီးလာချက်စနေကိုပြောပြပါရဒါကြောင့်မို့ခွန်ဖီလိန်ဆိုတဲ့စစ်သူကြီးကိုသွားခေါ်ဖို့အတွက်လာချက်စနေကိုတာဝန်ပေးရခဲ့ပါရလာချက်စနေဟာသူ့ရဲ့စီးတော်မြင်ကိုစီးပြီးခွန်ဖီလိန်ရှိရာတက်စခန်းစီကိုထွက်ခဲ့ပါရလာချက်စနေဟာဒေါ်အထက်ထက်တောင်ဆွဲဆွဲကိုဖျက်တမ်းပြီးရေတကွန်ရှိရာနေရာနဲ့ရေကန်တစ်ခုရှိရာစီကိုရောက်ခဲ့ပါရရဲမတ်တွေကလာချက်စနေကိုဖမ်းသွားပြီးခွန်ဖီလိန်နဲ့ပြီးတွေ့လိုက်ပါရလာချက်စနေကအကျိုးကြောင့်ပြောပြတဲ့အခါခွန်ဖီလိန်ကကံဖယ်ဘက်စစ်ပွဲကိုထားခဲ့ပြီးနှစ်ကိုခွဲကလိုက်လာလို့မရကြောင်းပြောပြပါရလာချက်စနေကလည်းစူရီရိုထိုင်းကသူ့ရဲ့အင်အားနဲ့တက်တီကိုအသုံးပြုပြီးတိုက်ခိုက်ဖို့ကြိုးစားနေကြောင်းပြောပြလိုက်ပါရခွန်ဖီလိန်ကအစောကြီးတွေကဒီကိစ္စကိုသိလို့ရှိရင်အဝေးရောက်နေတာတော့မှအားမလျှော့ပဲရောက်ရှိလာမှာဖြစ်တယ်လို့စူရီရိုထိုင်းကပြောတယ်လို့လာချက်စနေကပြောလိုက်ပါရနန်းတော်ထဲမှာတော့စစ်သူကြီးတယောက်ဟာမင်းသမီး၃ပါးကိုစစ်ရေးစစ်ရာကြပြားတွေကိုတင် जा ပေးနေပါရစစ်သူကြီးကနောက်တစ်ချိန်မှာသုံးဝင်လာနိုင်တာမို့စိတ်ဝင်စားပေမဲ့လည်းတည်တည်ချာချာမှတ်သားထားတဲ့ကြောင်းပြောပြပါရစစ်သူကြီးကဒီနေ့တင်ပြမယ့်အကြောင်းအရာဟာတောပုံများအကြောင်းဖြစ်ပြီးတောပုံဆိုတာကတောထဲမှာပုံခုတ်ပြီးရန်သူကိုအလေးငှားအချိန်ယူကတိုက်ခိုက်ကြသူတွေဖြစ်ကြောင်းပြောပြပါရတောပုံတွေဟာသူတို့ရဲ့စင်နေမြင်းတွေကိုတောထဲမှာဖွက်ထားပြီးရှောင်းမြောင်းနေကြတာဖြစ်တယ်လို့လည်းဆိုပါရသူတို့ဟာရန်သူမလာခင်မှာတောတွေကနေပြီးလမ်းဖြတ်လှုပ်ရှားနိုင်တဲ့တောရိုင်းတလိပ်ဆန်လေးတွေကို6လန့်အော်ဟစ်မောင်းထုတ်ထားကြတယ်လို့သင်ကြားပေးပါရဘာကြောင့်ဒီလိုရှင်းလင်းရတယ်လဲဆိုတော့ရန်သူလာနေချိန်တောရိုင်းတလိပ်ဆန်ငယ်လေးတွေလမ်းဖြန့်သွားပါကရန်သူဟာဘေးပတ်ဝန်းကျင်ကိုအာရုံစိုက်လာနိုင်ကြောင်းပြောပြလိုက်ပါရဒေါ်ရန်လိမ့်ဆန်လေးတွေကိုအားလုံးရှင်းလင်းပြီးချိန်မှာအနောက်ဘက်ကိုစောက်ကတော့တိုးပြီးရန်သူကိုစောင့်နေကြတာဖြစ်တယ်လို့ပြောပြပါရမင်းသမီးတယောက်ကတော့စာသင်ချိန်မှာငိုင်းနေပြီးစူရီရိုထိုင်းရဲ့သမီးငယ်လေးကတော့စိတ်ပါဝင်စားသွားနားထောင်နေပါရအဲ့ဒီအချိန်မှာခွန်ဖီလိန်ကလာချက်စနေနဲ့အတူရောက်လာပါရစာသင်နေတဲ့ရွှေရင်သိန်းသစ္စာအငုံလေးဖြစ်တဲ့စူရီရိုထိုင်းရဲ့သမီးကလေးကိုတွေ့ရပါရသမီးတော်ဟာစူရီရိုထိုင်းငယ်စဉ်ကနေတပုံစံနဲ့တရုတ်ထဲဖြစ်နေတာကိုခွန်ဖီလိန်ကတွေ့လိုက်ရပါရခွန်ဖီလိန်ဟာစူရီရိုထိုင်းရဲ့သမီးလေးကိုငေးကြည့်ကခဏတာလွမ်းဆွေးငေးပြီးတော့ပြန်လဲတွေးမိသွားပါရအစောပိုင်းမှာခွန်ဖီလိန်ကသမီးတော်လေးကိုစူရီရိုထိုင်းရဲ့ထင်တဲ့အယိုသေးပေးခါတော်ပြုနေပါရစာတင်စစ်သူကြီးကဒါဟာစူရီရိုထိုင်းမဟုတ်ကြောင်းမင်းသားကြီးထင်ရာချာရဲ့သမီးလေးသာဖြစ်ကြောင်းပြောပြပါရခွန်ဖီလိန်ကသတိပြန်ဝင်လာပြီးရှက်သွားပါရနောက်တော့မှစူရီရိုထိုင်းကထွက်လာပြီးသမီးတော်တွေကလည်းစူရီရိုထိုင်းကိုဂါရဝါပြုပြီးပြေးထွက်သွားကြပါရဦးရဲ့ဂါရဝါပြုတာကိုခံလိုက်ရလို့ဖိနှိမ့်ရှိန်နှိမ့်ဖြစ်သွားတဲ့သမီးလေးဟာဦးကိုတမင်လဲပြန်တစ်ချက်ရှိုးပြီးဒိုးတော်မူသွားပါရမေမေစူရီရိုထိုင်းကတော့သူမွေးထားတဲ့သမီးဖြစ်သူဟာသူနဲ့နှလုံးသားချင်းထပ်တူကြသွားကြောင်းသိလိုက်ရတာကြောင့်တဝက်ပဲပြုံးလိုက်ပါရစူရီရိုထိုင်းကဘာကြောင့်ဆင်းခေါ်လိုက်ရတယ်လဲဆိုတာလာချက်စနေကပြောပြထားလာလို့မေးပါရခွန်ဖီလိန်ကတော့ဘာကြောင့်မှမရှိလဲစူရီရိုထိုင်းသာဆင်းခေါ်မယ်ဆိုပါကဘယ်နေရာကနေနေအပြေးရောက်လာခဲ့မဲ့ခွန်မာလို့ပြောလိုက်ပါရအမေစူရီရိုထိုင်းကအယူထရမှာဒုက္ခရောက်နေတာကိုထန်ကျောက်ခွန်ဖီလိန်သိမှာပါလို့ပြောပါရထန်ကျောက်ခွန်ဖီလိန်ကလည်းသိတော့သိပေမဲ့ဘယ်လိုဖြေရှင်းရမယ်ဆိုတာမသိကြောင်းပြောပါရဒီအကြောင်းအရာတွေအားလုံးကအမတ်ကြီးဝေါ်ရပုံစာနဲ့ထောင်းစီစူရာကျန်တို့ကြောင့်ဖြစ်ရတယ်လို့စူရီရိုထိုင်းကပြောပြပါရအဲ့ဒီရောက်တာမရှိပါကမင်းမဲ့သွားပြီမဲ့တိုင်းပြည်ဟာအေးချမ်းသွားနိုင်တယ်လို့စူရီရိုထိုင်းကပြောပြပါရဒါပေမဲ့လည်းအယိုရီယာထီနန်ကိုထင်ရာချာကစက္ကန့်ပိုင်ခွင့်ရှိရလို့ပြောပြနေပါရတကယ်လို့တိုင်းပြည်မှာမင်းမဲ့သွားခဲ့ရင်ထင်ရာချာထီနန်စက္ကန့်ခဲ့ရင်လေဘယ်သူမှကန့်ကွက်မဲ့သူရှိမှာမဟုတ်ကြောင်းစူရီရိုထိုင်းကပြောနေပါရထန်ကျောက်ခွန်ဖီလိန်ကရောဘာတွေးမိသေးလဲလို့စူရီရိုထိုင်းကမေးလိုက်ပါရနောက်တစ်ခါမှတော့သမီးတော်ဟာစူရီရိုထိုင်းရှိရာနန်းဆောင်ကိုအခစားဝင်လာပါရစူရီရိုထိုင်းကသမီးတော်ကခမဲတော်ကိုကျေးဇူးဆက်တဲ့အနေနဲ့ဘာပဲဖြစ်ဖြစ်ကူညီမယ်လို့ထားခဲ့ပူတဲ့ဂရီကိုအစအနဖော်ပြပါရအခုချိန်မှာခမဲတော်ကသမီးတော်ရဲ့အကူအညီကိုလိုအပ်တယ်လို့စူရီရိုထိုင်းကပြောလိုက်ပါရသမီးတော်လေးကလည်းပဲခမဲတော်အတွက်ဆိုလို့ရှိရင်အသက်ပင်ပေးဆက်နိုင်ကြောင်းသူကပြန်ပြီးပြောလိုက်ပါရစူရီရိုထိုင်းကသမီးတော်ရဲ့အမွေဆက်ခံသူဟာဘယ်သူဖြစ်နိုင်လဲလို့မေးလိုက်ပါရသမီးတော်ကထောင်းစီစူရာကျန်ရဲ့သားဖြစ်သူဖရာစီစင်ကအမွေဆက်ခံတဲ့တယ်လို့မှားယွင်းပြောဆိုလိုက်ပါရနောက်တော့မှသမီးတော်ကသူ့ရဲ့အမွေရထိုက်သူဟာခမဲတော်ထင်ရာချာနဲ့ထန်ကျောက်ခွန်ဖီလိန်သာဖြစ်တယ်လို့အမှန်ကိုဖြေလိုက်ပါရစူရီရိုထိုင်းကအပြေမှန်ကြောင်းနဲ့သူတို့နှစ်ယောက်ဟာမင်းကြီးမျိုးဆက်ရှိသူတွေဖြစ်တာကြောင့်အယူထရထီနန်းနဲ့လည်းထိုက်တန်သူတွေဖြစ်တယ်လို့ပြောပြပါရသမီးတော်ကသူဘာလို့ပေးရမှာလဲလို့မေးတဲ့အခါစူရီရိုထိုင်းကမောင်မအလုံးကိုထွက်သွားစေပြီးထန်ကျောက်ခွန်ကိုဘယ်လိုသဘောထားလဲမေးပါရသမီးတော်ကတော့မေမေဆုံးဖြတ်ချက်တိုင်းမှာပဲလို့ပြောပါရထန်ကျောက်ခွန်ကတော့သူ့ကိုအမေလိုထင်ပြီးမျက်လုံးရွှဲကြီးတွေနဲ့ကြည်သွားတဲ့အကြောင်းသူ့ရင်ဘတ်ထဲမှာလည်းဖိုးသိုးဖတ်သက်ဘိုးဘိုးပတ်တွေကြံရစ်ခဲ့ကြောင်းပြောပြပါရစူရီရိုထိုင်းကအခုတည်သွားတဲ့အချိန်မှာတော့ထန်ကျောက်ခွန်ဟာသမီးတော်အတွက်ချဲထိုးထားတယ်လို့သတင်းရထားကြောင်းပြောပြပါရ
ဒီစကားကိုကြားတဲ့အခါမှာအပြိုပရမ်းမလေးစစ်ဝရီရက်ကရှက်တော်မူပြီးကြလိကြလိနဲ့ပြောနေပါတယ်။ဘာကြောင့်လဲဆိုတော့ချဲပေါက်လို့ရှိရင်ဘာလို့မလဲပရိသတ်ကြီးတို့သိပြီးသားပါ။စစ်ဝရီရက်ကထန်ချောက်ခွန်ဟာသူစကားတစ်ခုကိုတိုင်းပြည်နယ်လဲမှာလာလို့စူရီတို့ထိုင်းကိုမေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့စစ်ဝရီရက်ဟာစူရီတို့ထိုင်းရဲ့ဆေးလို့မှုကြောင့်ပဲထန်ချောက်ခွန်စီကိုသွားပြီးငယ်စဉ်ကလက်ဆောင်ကိုပေးရလိုက်ပါတယ်။စစ်ဝရီရက်ကစူရီတို့ထိုင်းရဲ့လက်ဆောင်ကိုဆက်တာပါတယ်။ထန်ချောက်ခွန်ကဖွင့်ကြည့်လိုက်တဲ့အခါငယ်စဉ်ကစူရီတို့ထိုင်းရင်မက်ထဲထည့်ယူသွားခဲ့တဲ့6နေတဲ့စကားဝါဗန်းလေးကိုတွေ့လိုက်ရပါတယ်။ထန်ချောက်ခွန်ကအဆအရာသဘောပေါက်သွားပြီးစစ်ဝရီရက်ကပြန်တော့မယ်လို့ပြောတဲ့အခါထန်ချောက်ခွန်ကလက်ဖက်ရည်တွေအတင်းဖြော်တိုင်ရင်မပြတ်မနေဘူးလို့ပြောကဆွဲထားလိုက်ပါတယ်။နန်းတော်ကြီးကအဝေးကြီးပြန်ရမှာဖြစ်တာမို့လို့ခဏနားနေပါအောင်ပြောပြီးဦးနဲ့သမီးတို့ရဲ့ဘဝမတွေ့ရရင်မနေနိုင်တော့ဘူးကွယ်လို့ပြောလိုက်ပါတယ်။ရီစာဦးရဲ့ရုပ်နဲ့ချွတ်ဆွတ်တူနေတဲ့စစ်ဝရီရက်ကိုထန်ချောက်ခွန်ကအရန်ဆွဲလန်းသွားပါတယ်။စစ်ဝရီရက်ကအချိန်မရတာကြောင့်ပြန်မယ်လို့ပြောနေပေမဲ့ထမိန်စားဟာကျန်းစားနဲ့ညက်နေတယ်လို့မျိုးထားမရဖြစ်နေတာကြောင့်ထန်ချောက်ခွန်ပြီးတဲ့လက်ဖက်ရည်ခွက်ကိုပဲလှမ်းပြီးယူမိလိုက်ပါတော့တယ်။လက်ဖက်ရည်ခွက်လှမ်းယူလိုက်တဲ့အခါစစ်ဝရီရက်ကိုထန်ချောက်ခွန်ကပြုံးကြည့်နေတယ်လို့စစ်ဝရီရက်ကလည်းပြုံးပြီးသူကမြင်းစည်းကျင်တယ်လို့ပြောလိုက်ပါတယ်။ထန်ချောက်ခွန်ကဖရာနခွန်မှာမြင်းထိန်အတော်ဆုံးဖြစ်တယ်လို့မိခင်စူရီရိုထိုင်းကပြောခဲ့ဘူးကြောင်းပြောပြလိုက်ပါတယ်။စူရီရိုထိုင်းကလည်းထန်ချောက်ခွန်မြင်းစည်းတင်ပေးတာကြောင့်မြင်းစည်းရက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဒါကြောင့်မလို့စီဝရီရက်လေးကသူ့ကိုရောမြင်းစည်းတင်မပေးချင်ဘူးလားလို့ပြောတဲ့အခါထန်ချောက်ခွန်ကစီဝရီရက်ကစီးကျင်နေဆိုရင်တော့တင်ပေးရမှာပေါ့လို့ပြောလိုက်ပါတယ်။စီဝရီရက်ကတော့စိတ်ရင်းနဲ့တင်ပေးတာပဲလို့ကျင်ကြောင်းသူကအတင်းတင်ပေးခိုင်းလို့တင်ပေးရတာမျိုးမဖြစ်ရှင်ကြောင်းပြောပါတယ်။နောက်တော့ချက်ချင်းဆိုသလိုပဲမြင်းဆောင်စီသွားကမြင်းစည်းတင်ပေးပြီးစီဝရီရက်ဟာလည်းညာအထိမပြန်နိုင်ပဲဖြစ်နေပါတယ်။ညာရောက်တော့လေသတင်းချို့မီးထွန်းပွဲတော်နဲ့တိုးနေတာကြောင့်မီးမျောပွဲချင်းပါကြရင်ကြည်နူးခဲ့ရပါသေးတယ်။သူတို့နှစ်ယောက်ဟာနောက်တစ်နေ့မနေ့အထိအတူတူခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့တက်မှုတစ်ယောက်ကထန်ချောက်ခွန်ကိုဖီစနုလောက်ကိုပြန်မှုသိမိဆိုကြောင်းပြောလိုက်ပါတယ်။ထန်ချောက်ခွန်ကစစ်သားတွေကိုသွေးချောင်းစီးစီဖို့လာလို့တက်မှုကိုပြန်မေးပါတယ်။ထန်ချောက်ခွန်ကတဝေချဝရီမင်းဟာသူတို့ကိုဝင်ရောက်တိုက်ခိုက်လာနိုင်ကြောင်းပြောပြပါတယ်။တက်မှုကတော့သူတို့ရဲ့အင်အားနဲ့ယူထီယာအင်အားနှစ်ခုပေါင်းကိုတဝေကနိုင်လောက်မယ်မထင်ကြောင်းပြောပြပါတယ်။အဲဒီနောက်မှာတော့တက်မှုကစီလုံရုံနဲ့လက်များတပ်ဖွဲ့ကပူးပေါင်းဦးဆောင်မှာကတဝေရဲ့တပ်တွေကိုလွယ်တကူနိုင်ရနိုင်ကြောင်းပြောပြလာပါတယ်။ထန်ချောက်ခွန်ကစီလုံရုပ်ကိုသူ့စီခေါ်ခဲ့ဖို့ပြောလိုက်တယ်။အဲဒီအချိန်မှာပဲစီလုံရုပ်ကတော့ရီးစားနဲ့ချိန်တွေ့နေပြီးရီးစားရဲ့ဖခင်ပြန်ရောက်လာတာကြောင့်ပရင်းမောက်ကခုံချထွက်ပြေးရပါတယ်။ရီးစားရဲ့ဖခင်ကတော့စီလုံရုပ်ခုံချတဲ့အတန်ကိုအုံသီးကြွေကြတဲ့အတန်ထင်ပြီးအုံးမြင်ကိုခုတ်ပစ်ဖို့အတွက်လုပ်ပါတယ်။စီလုံရုပ်ကတော့အတွင်းငံလေးသာပါတာကြောင့်နီးစက်ရမှာလမ်းထားတဲ့ဝိတ္တထဲကိုကောက်ပတ်ကထွက်ပြေးခဲ့ရပါတယ်။အနာကလူတွေကလည်းပစိုးတခိုးဆိုပြီးဝိုင်းလိုက်တာကြောင့်စီလုံရုပ်ကထွက်ပြေးရပါတယ်။ဒီလိုနဲ့စီယုံတလို့ရဲ့ဘေးမှာပုံနေတဲ့စီလုံရုပ်ကိုတက်မှုနဲ့ဖွဲ့ကလာရောက်ခေါ်ဆောင်သွားပါတယ်။ထန်ချောက်ခွန်ကစီလုံရုပ်ကိုစစ်ပွဲမှာသူနဲ့တူတူပူးပေါင်းမှုအတွက်ဖိတ်ခေါ်လိုက်ပါတယ်။စီလုံရုပ်ကထန်ချောက်ခွန်နဲ့ဆိုဘဲစစ်ပွဲကိုမစိုးလိုက်ပါနိုင်ကြောင်းပြောပြပါတယ်။ထန်ချောက်ခွန်ကတခုတတိထားဖို့ကဒီတစ်ခါတိုက်ပွဲဟာပြည်ပနဲ့တိုက်ခိုက်ရမှာမဟုတ်ဘဲပြည်တွင်းစစ်ဖြစ်တယ်လို့စီလုံရုပ်ကိုပြောပါတယ်။အကယ်၍ဒီစစ်ပွဲမှာမအောင်မြင်ခဲ့ပါကပြည်ပစစ်ပွဲလို့မဟုတ်ဘဲဆွေ90မျိုး90အသက်ခံရမှာဖြစ်တယ်လို့လည်းစီလုံရုပ်ကိုပြောပြလာပါတယ်။စီလုံရုပ်ကတော့ထန်ချောက်ခွန်အတွက်ဆိုရင်အသက်ပေးဖို့ပါအသင့်ဖြစ်ကြောင်းပြောလိုက်ပါတယ်။စီလုံရုပ်ကဗရမ်ပရာတွေအုပ်ချုပ်နေတဲ့တိုင်းပြည်ကိုဘယ်လိုမှပြန်လည်ပြုပြင်မှုမရှိရင်မကောင်းနိုင်တော့ကြောင်းပြောပြပါတယ်။နန်းတော်ထဲမှာတော့လက်ချပတီကထန်ချောက်ခွန်ကဘာကြောင့်ယူထီယာကိုရောက်နေရလဲဆိုတာစုံစမ်းမှုအတွက်တက်မှုအိုက်တန်ကိုတာဝန်ပေးပါတယ်။အိုက်တန်ကထန်ချောက်ခွန်ဟာအစီအစဉ်တစ်ခုခုလုပ်ဖို့အတွက်ရောက်နေတာဖြစ်ရမယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်။အကြောင်းတစ်စုံတရားရှိပါကသူနဲ့ခွန်ဟန်ကိုအကြောင်းကြားဖို့လည်းပြောထားပါတယ်။အဲ့လိုမှမဟုတ်ရင်အကုန်လုံးတောက်ကျိုးနဲ့ကုန်ကြမယ်လို့ပြောလိုက်ပါတယ်။ထန်ချောက်ခွန်ရဲ့ဘက်မှာလည်းသူတို့အဖွဲ့ရဲ့အဓိကရွေရင်အောင်မြင်မှုကအမတ်ကြီးဝေါ်ရဝုံကိုတတ်ဖို့အတွက်နဲ့ထောင်းစီဆူရာကျန်ရဲ့ခေါင်းကိုရဖို့အတွက်ဖြစ်တယ်လို့ပြောပါတယ်။ဝေါ်ရဝုံစာရဲ့ဘီနာကတစ္ဆာဖောက်ဥဒရာကျန်ကိုလည်းအထင်သေးဖို့မတင်ကြောင်းထန်ချောက်ခွန်ကပြောပါတယ်။မကြခင်မှာပဲဘရင်ကိုရန်တော်ခွန်ရင်တော်ကလုံခြုံရေးကိုတိုက်ခိုက်ကအခန်းထဲကိုဝင်လာပါတယ်။သူဟာကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ရောက်ရှိလာသူဖြစ်တယ်လို့ပြောပြပါတယ်။ခွန်ရင်တော်ကသူဟာလည်းပဲဒီတော်လန်ရေးတပ်မှာပါဝင်မဲ့သူဖြစ်တယ်လို့ပြောလိုက်ပြီးအားလုံးကဘရင်ကိုရန်တော်ကဘလို့ကြီးလဲဆိုပြီးပြန်မိလိုက်ပါတယ်။ခွန်ရင်တော်ကသူဟာလည်းပဲတရှို့လို့ဖို့လာတာမဟုတ်တာကြောင့်တယောက်တည်းလာခဲ့တာဖြစ်တယ်လို့ပြောပြပါတယ်။တကယ်သားသူ့လောက်ရက်ကိုတည်သွားခဲ့ရင်ဒီနေရာမှာဒီလိုရီတောင်စကားပြောချင်ရမှာမဟုတ်ဘူးကြောင်းပြောလိုက်ပါတယ်။ဒါကြောင့်မလို့သူဟာတိုင်းပြည်ပြည်လဲထူထောင်ရေးတိုက်ပွဲမှာပါဝင်မယ်လို့ပြောလာခဲ့တာပါ။ဒါပေမဲ့သူသိချင်တဲ့မိကုန်းတစ်ခုကိုတော့ဖြည့်ပေးဖို့လိုအပ်မယ်ဆိုပြီးပြောလာပါတယ်။အဲ့ဒါကတော့အမတ်ကြီးဝေါ်ရဝုံစာကိုနန်းချနိုင်မှာကဘသူ့ကိုဘရင်အရာပေးမလဲလို့မေးပါတယ်။ထန်ချောက်ခွန်ကဒီအစီအစဉ်မှာပါဝင်တဲ့သူတိုင်းကိုနောက်တက်မဲ့ဘရင်ကြီးစီကိုခေါ်သွားပေးမယ်လို့ပြောပါတယ်။မင်းအသစ်ဟာမြင့်မြတ်တဲ့မျိုးရိုးကဆင်းသက်လာသူဖြစ်ပြီးအယူတရကိုအားလုံးထပ်ပိုချစ်တဲ့သူဖြစ်ကအားလုံးထပ်ပိုပြီးအုပ်ချုပ်တဲ့သူဖြစ်တယ်လို့လည်းပြောပြပါတယ်။ထန်ချောက်ခွန်ကအဖွဲ့ဝင်အားလုံးကိုရဟန်းဝင်နေတဲ့ဘရင်အသစ်ထင်ရာချာစီကိုခေါ်ဆောင်သွားပါတယ်။ထန်ချောက်ခွန်ကထင်ရာချာကိုနန်းတက်ဖို့အတွက်စီယုံလိုက်ပါတယ်။ခွန်ရင်ထောကလည်းသူ့ကိုတိုက်ခိုက်ခဲ့လို့တိုင်းပြည်ဟာမင်းမဲ့သွားပါကတိုင်းသူပြည်သားတွေဒုက္ခရောက်သွားနေတာကြောင့်လက်ခံစေခြင်းကြောင့်ထင်ရာချာကိုပြောပါတယ်။ဒီပွဲဟာဘုရားရှင်ကမန်နက်ကိုဒေါ်လာနဲ့ပွဲဖြစ်တယ်လို့လည်းဝိုင်းဝန်းလျှောက်တင်ကြပါတယ်။အမီးမဲ့သားနဲ့ငါးလူဖြစ်ရမယ့်အဖြစ်အတွက်ထင်ရာချာကသူတို့ရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပါတယ်။နောက်တစ်ခါမှာတော့အိမ်မပြောပဲငုတ်တုတ်ထိုင်နေတဲ့စူရီတို့ထိုင်ကိုအထိန်တော်ကြီးကဘာများဖြစ်လို့လဲဈေးဆရာစီကိုခေါ်သွားပေးရမလားလို့မေးပါတယ်။
အမှန်တော့ဆူရီတိုထိုင်းဟာထင်ရာချာရှောင်းတိန်နေရပြီးသူကနန်းတော်နဲ့သားသမီးတွေကိုစောင့်ရှောက်နေရတာကိုတွေးပြီးအိမ်မပြောဖြစ်နေတာဖြစ်ပါတယ်မိန်းကလေးတယောက်ဖြစ်တဲ့သူဟာဒီပြဿနာတွေကိုဘယ်အချိန်ထိတောင်မှတောင်းခံနိုင်မှလဲလို့မေးနေပါတယ်အထိန်တော်ကတော့ထန်ချောက်ခွန်နဲ့ခွန်ရင်ထောတို့လည်းရှိနေသေးတာပဲလို့သတိပေးလာပါတယ်ဆူရီတိုထိုင်းကသူတို့ရဲ့အစီအစဉ်မအောင်မြင်ပါကိုစိုးရိမ်နေတာပါဆူရီတိုထိုင်းကသူဟာသူ့ရဲ့အသက်ကိုမှန်တယ်ပြောပေမဲ့သားသမီးနဲ့ဝန်ထမ်းတွေကိုစိုးရိမ်နေတာပဲဖြစ်ပါတယ်နောက်တော့အထိန်တော်ကြီးကငယ်စဉ်ကလိုပဲဆူရီတိုထိုင်းကိုချော့ကထွေးပွေချော့သိပ်လိုက်ပါတယ်နောက်တစ်ခါမှတော့မင်းချင်းအိုက်တီကဘာကြောင့်အသက်ကိုယင်ပြီးထင်ရာချာစီမာငှက်ကိုတက်ပြီးမွေကိုကျွေးသလိုလုပ်နေရတာလဲလို့မိလိုက်ပါတယ်ထန်ချောက်ခွန်ကတော့ဒီလိုတော့မပြောဘူးနဲ့ရာသင်ရထိုက်တဲ့အမွေကိုလက်ခံမှုသာကြံတော့တယ်လို့ပြောလိုက်ပါတယ်ထန်ချောက်ခွန်ကမင်းချင်းအိုက်တီကအဲ့လိုပြောချင်ဆိုရင်ထင်ရာချာလိုရာသင်တဲ့အခွင့်အရေးကထန်ချောက်ခွန်နဲ့ရာသင်တယ်လို့ပြောလိုက်ပါတယ်မင်းချင်းအိုက်တီကဆူရီတိုထိုင်းရဲ့မျက်နှာကိုကြည့်နေရတာလားလို့ဒဲကြီးမေးချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထန်ချောက်ခွန်ကဆုံးအောင်သွားပါတယ်နောက်တစ်ခါမှတော့လာချက်စနေတို့ဟာခွန်ရင်ထောရဲ့လျှို့ဝှက်ဆန်နန်းတော်ကိုရောက်ရှိသွားကြပါတယ်ခွန်ရင်ထောကသူနဲ့ဒီလိုပေါ်ပေါ်ထင်းထင်းနဲ့မဆက်သွယ်တဲ့ကြောင်းလာချက်တို့ကိုပြောပါတယ်စီလွန်ရုပ်ကဒီလောက်တာမအောင်မြင်မှာကလေပင်ဖြတ်ခံရမှာဖြစ်ကြောင်းပြောပြလာပါတယ်နောက်တော့သူတို့၃ယောက်ဟာခွန်ဖိလိမ်မသိအောင်ထင်ရာချာစီကိုသွားတွေ့ရင်ဒေါ်လာရင်းကိစ္စကိုသိကြအောင်ဆွေးနွေးကြပါတယ်ဝေါ်ရဘုံစာနဲ့ထင်ရာချာရဲ့ကံကြမ္မာကဘသူကဘရင်ဖြစ်နိုင်ခြေရှိတယ်လဲဆိုတာတွက်ချက်စီတာပါထင်ရာချာကလည်းအကယ်၍ဝေါ်ရဘုံစာရဲ့ကံကြမ္မာကပူတာနေတယ်ဆိုရင်ဒီအစီအစဉ်ကိုမလုပ်တော့ဘူးလားလို့မိလိုက်ပါတယ်ဘရင်ကိုရန်တော်ခွန်ရင်ထောကဝေါ်ရဘုံစာသာဆက်လက်အုပ်ချုပ်နေမယ်ဆိုပါကတိုင်းပြည်ဟာလုံးဝကိုပျက်စီးသွားမှာဖြစ်တယ်လို့ပြောပါတယ်စီလုံရုပ်ကလည်းတစ်ချိန်ချိန်မှာစัจ java လာကမြင့်မြတ်တဲ့အရာအလုံးကိုအာဏာပြန်သိမ်းနိုင်မှုအတွက်လမ်းပြပေးမယ်လို့ယုံကြည်တဲ့အကြောင်းပြောလာပါတယ်နောက်တစ်နေ့မှာတော့အိုက်ထင်းနဲ့စုံတန်ဟာအိုက်တန်ကိုတွေ့လိုက်ရတာကြောင့်မတင်ကားမကင်းဖြစ်ကလိုက်လံကြည့်ရှုရင်တိုက်ခိုက်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့အိုက်တန်ကိုဖမ်းဆီးရမိပြီးဘယ်သွားပြီးဘာလုပ်တာလဲလို့မေးတဲ့အခါအိုက်တန်ကအရက်သွားတောက်တာဖြစ်တယ်လို့ပြန်ဖြေပါတယ်နောက်တော့နေရွက်ကိုနည်းနည်းချင်းဖြတ်ဖို့အတွက်စုံတန်ကိုထန်ချောက်ခွန်ကအမိန့်ပေးလိုက်ပါတယ်နေရွက်အလီးခံလိုက်ရတဲ့အိုက်တန်ဟာထန်ချောက်ခွန်ကိုစောင့်ကြည့်ဖို့တာဝန်ပေးခံရသူဖြစ်မှန်းသိလိုက်ရပါတယ်ဒီကျနာသိရပြီးတဲ့အခါမှာတော့စုံတန်ကအိုက်တန်ကိုကျွဲကြံရှိမှာပဲရှော့ပစ်လိုက်ပါတော့တယ်အဲ့ဒီညမှာပဲလာချက်စနေတို့ဟာအဒိတ်တန်ဖျောင်းနိုင်တဲ့တိုင်ကိုထွန်ပြီးဝေါ်ရုံစာနဲ့ထင်ရာချာရီရဲ့ကံကြမ္မာကိုစမ်းသပ်ကြပါတယ်ဒေးစိတ်စမ်းသပ်ရာနေရာကိုထန်ချောက်ခွန်ကတရင်ရပြီးရောက်လာပါတယ်လာချက်စနေနဲ့စီလုံရုပ်တို့ကလည်းပဲဖျောင်းနိုင်တဲ့ချောင်းကိုပြိုင်နှူထွန်းလိုက်ကြပါတယ်ထင်ရာချာကလည်းဖျောင်းနိုင်တဲ့ချောင်းကိုစက်ကတ်တိုင်တယ်ပါတယ်ဆိုပြီးတစ္ဆာဆိုပြီးထွန်းလိုက်ပါတယ်နောက်မှရောက်လာတဲ့ထန်ချောက်ခွန်ကတော့ဖျောင်းနိုင်တဲ့ချောင်းနဲ့လူရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးရမယ်ဆိုတာကအဓိပ္ပာယ်မရှိဘူးဆိုပြီးဆိုလိုက်ပါတယ်ဒီလောက်ကြီးမားတဲ့အစီအစဉ်ကြီးကိုဖျောင်းနိုင်ရဲ့အဆုံးဖြတ်နဲ့ရန်နာရမှာလားလို့ထင်ရာချာကမေးလိုက်ပါတယ်ထန်ချောက်ခွန်ကကိုနူရီထွေးလိုက်တဲ့အချိန်တိုက်ဆိုင်စွာနဲ့ပဲဝေါ်ရုံစာရဲ့ဖျောင်းနိုင်ကငိမ့်သွားပါတယ်ဆရာတော်ကထန်ချောက်ခွန်မှုလိုက်လို့ငိမ့်သွားတာဖြစ်ကြောင်းထင်နေပါတယ်ထန်ချောက်ခွန်ကလည်းသူဘာမှမလုပ်ရကြောင်းညင်းဆိုရင်အံ့ဩနေပါတယ်ခွန်ရင်ထောကဒီနမိတ်ဟာကောင်းတဲ့နမိတ်ဖြစ်ကြောင်းထန်ချောက်ခွန်ကိုပြောပြလိုက်ပါတယ်ထန်ချောက်ခွန်ကဆက်ပြီးနောက်တစ်ခါဒီလိုစုံတွေးကြဖို့မဖြစ်နိုင်တော့ကြောင်းပြောပြပါတယ်ခွန်ရင်ထောကတော့ဒါရီအားလုံးကသူ့ရဲ့အကြံသာဖြစ်တယ်လို့ပြောလိုက်ပြီးထန်ချောက်ခွန်ကလည်းပဲခွန်ရင်ထောဟာမင်းကြီးဝေါ်ရဘုံစာရဲ့ကိုရန်တော်ဖြစ်တာကြောင့်ပိုပြီးသတိထားနေသေးတယ်လို့ပြောလာပါတယ်ခွင်ထောကထင်ရာချာနဲ့လာတွေ့တာကိုဝေါ်ရုံစာဘက်ကတည်သွားခဲ့လို့ရှိရင်ဘာကိစ္စလာရဲဆိုတာကိုပါတည်သွားနိုင်ကြောင်းထန်ချောက်ခွန်ကပြောပြပါတယ်ခွင်ထောကလည်းဒါကိုသိလို့ဘယ်သူမှမသိနိုင်တဲ့ဘုံကြီးเจ้าကိုပဲရွေးပြီးဖျောင်းနိုင်လာထွန်းကြတာဖြစ်တယ်လို့ပြောပြပါတယ်ထန်ချောက်ခွန်ကတော့ဥဒရာကျန်ရဲ့တပည့်တစ်ယောက်ကလာချက်စနေစီလုံရုံနဲ့ဖရာထင်တို့ကိုလာတွေ့တာကိုသိရှိသွားတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီမှာပဲသူ့ရဲ့တပည့်တွေကအရင်ဖမ်းမိခဲ့တာကြောင့်တတ်တာရသွားခဲ့တယ်လို့ထန်ချောက်ခွန်ကဆက်လက်ပြောပြပါတယ်အကယ်၍အဲ့လူကိုသာမဖမ်းမိခဲ့ပါကအခုချိန်မှာဒီဘုံကြီးเจ้าကိုစစ်သားတွေကဝိုင်းနေလောက်ပြီးဘယ်သူမှပြေးလို့လွတ်မှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။မောင်ကျန်နဲ့ဝေါ်ရုံစာတို့လွတ်ထားတဲ့သူတွေဟာများပြားလွန်းတာကြောင့်အားလုံးသတိထားရမယ်လို့လည်းထန်ချောက်ခွန်ကပြောပါတယ်။ဥဒရာကျန်ရဲ့လူကဘယ်ရောက်သွားပြီလဲလို့ထင်ရာချာကမေးတဲ့အခါသူ့လူတွေကဖြေရှင်းလိုက်ပြီလို့ထန်ချောက်ခွန်ကပြောပါတယ်။အရေးကြီးတဲ့သတင်းတစ်ခုခုပြောစရာရှိတဲ့အခါဘယ်လိုလုပ်ကြမလဲလို့ခွန်ရင်ထောကမေးတဲ့အခါထန်ချောက်ခွန်ကမေယိုတီလာရှင်ကြီးကနေတဆင့်ပြောဖို့အတွက်အကြံပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလျှက်စီးတစ်ချက်လက်သွားပြီးထင်ရာချာရဲ့ဖျောင်းနိုင်ဟာမိငိမ့်သွားပါတယ်။နောက်တစ်ခါမှတော့စင်နီဟာလက်ဘူးလီတော်တွင်းတဲ့နေရာမှာအေးအေးလူလူစားတောင်းနေပါတယ်။အဲ့ဒီထဲမှာစင်ဖြူကြီးတစ်ကောင်ကလည်းပဲအခြားစင်နေလို့စားတောင်းနေပါတယ်။စင်မော်စိုးတစ်ယောက်ကလည်းစင်ဖြူကြီးကိုတွေ့သွားခဲ့ပါတယ်။တရင်ဟာအမတ်တစ်ယောက်ကနေတဆင့်ဝေါ်ရုံစားရဲ့နားစီကိုရောက်သွားပါတယ်။အမတ်ကအဲ့ဒီစင်ဖြူတော်ကိုဘရင်ရဲ့တော်ဝင်စင်ဖြစ်ထိန်းသိမ်းထားတဲ့ကြောင်းပြောလာပါတယ်။ဝေါ်ရုံစားကလည်းစိတ်ဝင်စားသွားပြီးအဲ့ဒီစင်ကဘယ်မှာရှိတာလဲလို့မေးတဲ့အခါချိုင်နံပါတ်ကို UTP သွားနေရလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့လည်းစင်လိုက်မုတ်ဆိုးတွေကကွန်စီဘက်ကိုပြန်လဲခေါ်ဆောင်လာနေပြီလို့စင်မုတ်ဆိုးကပြောပြပါတယ်။နောက်နေ့ရက်လောက်နေလို့ရှိရင်ပရာနခုမတ်ကိုရောက်လာနိုင်တယ်လို့အမတ်ကြီးကပြောပြပါတယ်။ဝေါ်ရုံစာကလည်းနောက်နေ့ရက်နေလို့ရှိရင်သူကိုယ်တိုင်စင်ကိုသွားဖတ်မှဖြစ်ပြီးတကယ်တော်ဝင်စင်ဖြစ်ပါကတက်ဆိုင်သူတွေကိုဆုလက်တော်တွေပေးမယ်လို့ပြောပြလာပါတယ်။ခွင်ထော်တို့ဘက်ကလည်းသတင်းပေးဝူဖန်ကတော့မေယိုတီလာရှင်ကြီးစီကိုဝေါ်ရုံစာစင်သွားဖတ်မဲ့အကြောင်းကိုသတင်းသွားပို့ပါတယ်။တီလာရှင်ဆရာလေးကလည်းပဲဒီသတင်းသာအမှန်ဖြစ်ပါကထင်ရာချာတို့ဘက်ကပုံကံမှုအတွက်အခွင့်အရေးရရှိပြီဆိုပြီးပြောလိုက်ပါတယ်။နောက်တော့တီလာရှင်ကြီးကဒီသတင်းကိုဘယ်သူမှမသိသေးပဲထန်ချောက်ကွန်စီကိုသတင်းသွားပေးဖို့အတွက်ဝူဖန်လေးကိုဆဲလို့လိုက်ပါတယ်။
အခြားသူတယောက်သာဒီသတင်းကိုသိသွားခဲ့လို့ရှိရင်ခေါင်းဖြတ်ခံရမယ်လို့သတိပေးလိုက်ပါတယ်ထန်ကျောက်ခွန်တို့ကတော့ဝေါ်ရုံစာဆင်သွားဖမ်းတဲ့အချိန်မှာစင်နီဟာဘက်ဘက်ကိုဥတီသွားနေလဲဆိုတာသိရမယ်လို့ပြောပြပါတယ်စင်နီကဖိုဒလာရဲ့မြောက်ရက်မှာဥတီနေရင်ဝေါ်ရုံစာရဲ့အဖွဲ့ကစာဝဘက်ကနေသွားမှဖြစ်တယ်လို့ထန်ကျောက်ခွန်ကခံမှန်းပြောပြပါတယ်မုတ်ဆိုးအဖွဲ့ခေါင်းဆောင်ဟာသူ့ရဲ့လူဖြစ်တယ်လို့စီလုံရုပ်ကပြောပါတယ်ထန်ကျောက်ခွန်ကမုတ်ဆိုးအဖွဲ့ကိုဖိုဒလာတဝိုင်းမှာပဲနေဖို့အစီအစဉ်ချမှတ်ပါတယ်ဘာကြောင့်ဒီလိုလုပ်တာလဲလို့လာချက်စနီကမေးတဲ့အခါဝေါ်ရုံစာရဲ့အဖွဲ့ကိုဒူးမြောင်းဘက်ကိုလာစေခြင်းတယ်လို့ထန်ကျောက်ခွန်ကပြောပြပါတယ်ဒီနေရာဟာနန်းတော်နယ်လေးဝေးတာကြောင့်စစ်ကူအခက်အခဲအလွယ်တကူမရရှိနိုင်တဲ့နေရာဖြစ်ပြီးစီလုံရုံအနေနဲ့မုတ်ဆိုးအဖွဲ့အတွက်သတင်းပေးလို့လိုက်မယ်လို့ပြောတဲ့အခါထန်ကျောက်ခွန်ကဒီကိစ္စဟာပေါက်ကြားလို့မရတဲ့ကိစ္စဖြစ်တာကြောင့်ကိုယ်တိုင်သတင်းသွားပေးဖို့စီလုံရုံကိုဆေးလွှတ်လိုက်ပါတယ်နောက်ထပ်စကန်တစ်ခုမှာတော့စီလုံရုံဟာသူ့ဘက်ကနေပြီးမုတ်ဆိုးနဲ့အတူစင်ကြုံသွင်းကြသူတွေရဲ့အခြေအနေတွေကိုလေ့လာနေပါတယ်နန်းတော်တွေမှာတော့ထောင်းစီဆိုတာကြောင့်ဟာအိမ်မက်ဆိုးတစ်ခုမှတ်တာကြောင့်လန့်အောင်နိုးလာပါတယ်အတူတူဆက်တော်ခွန်နေတဲ့ဝေါ်ရုံစာကလေးလန့်နိုးလာပြီးအကျိုးကြောင့်ကိုမေးပါတယ်ထောင်းစီဆိုတာကြောင့်ကလည်းသူမကအိမ်မက်ဆိုးကြီးမှတ်နေတာဖြစ်ကြောင်းနဲ့အိမ်မက်ထဲမှာဒေါ်စင်ရိုင်နေကြတဲ့မှာထူးခြားတဲ့စင်ကြီးတစ်ကောင်ဟာစစ်သားတွေအဖြစ်ပြောင်းသွားပြီးဓာတ်လန်လက်နက်တွေနဲ့သူတို့ရှိရာစီကိုပြေးလာတိုက်ခိုက်ကြတယ်လို့ဆိုပါတယ်အဲဒီလူအုပ်ကြားတွေကိုသူတို့မိသားစုကပါသွားခဲ့ပြီးဝေါ်ရုံစာကိုလည်းဓာတ်ရိနဲ့ထိုးတယ်လို့မှတ်မိတဲ့အကြောင်းအိမ်မက်ကိုပြောပြလိုက်ပါတယ်ဒါတော့လေးကိုလည်းသူတို့စီကနေခေါ်ဆောင်သွားကြတယ်လို့ပြောကသူ့လည်းကြလာမှာကိုစိုးရိမ်ပြီးအိမ်မက်နဲ့ရိမန်ကိုကြွေးနေပါတယ်မင်းကြီးကတော့အိမ်မက်ကအိမ်မက်ပါပဲကွယ်လို့ပြောလိုက်ပြီးထောင်းစီဆိုတာကြောင့်ကတော့အိမ်မက်ကအိမ်မက်မဟုတ်ကြောင်းနဲ့ဒါဟာနမိတ်ဆိုးဖြစ်တာကြောင့်စင်ကိုသွားမဖတ်မှုအတွက်ထောင်းစီဆိုတာကြောင့်ကတောင်းပန်နေပါတယ်ဝေါ်ရုံစာကလည်းမြင့်မြတ်တဲ့ဘီရင်ဆိုတာမြင့်မြတ်တဲ့မိဖုရားကအစမြင့်မြတ်တာတွေအားလုံးကိုပိုင်ဆိုင်ရပြီးစင်ပြည်တော်ကိုပိုင်ဆိုင်မှုလိုအပ်နေသေးကြောင်းနဲ့မြင့်မြတ်တဲ့စင်ကိုပိုင်ဆိုင်ထားတဲ့နယ်လို့ပြောလိုက်ပါတယ်ထောင်းစီဆိုတာကြောင့်ကတခါကသူမရဲ့အိမ်မက်ထဲမှာသူမတကယ်ချစ်တဲ့သူကအယူထရရဲ့အာဏာအကြီးဆုံးသူဖြစ်လာနိုင်တယ်လို့မြင်မှတ်ခဲ့တဲ့အကြောင်းနဲ့အဲ့ဒီအိမ်မက်ဟာလည်းပဲတကယ်မှန်ကန်ခဲ့ကြောင်းပြောပြပါတယ်ဒီလိုနဲ့ပဲဝေါ်ရုံစာကစင်ကိုသွားမဖမ်းတော့ကြောင်းနဲ့မူမတ်တွေကိုပဲသွားဖမ်းခိုင်းတော့မယ်လို့ပြောလိုက်ပါတယ်ကိုရန်တော်ခွင်ထောရဲ့သတင်းပေးမဲဝူဖန်ကတော့တီလာရှင်ကြီးစီရောက်လာပြီးမင်းကြီးဟာစင်ကိုကိုယ်တိုင်မဖမ်းမေမူမတ်ဒီနဲ့ပဲအဖမ်းခိုင်းခဲ့တယ်လို့သတင်းပေးပါတယ်တီလာရှင်ကြီးကလည်းဒီသတင်းကိုထန်ကျောက်ခွန်စီကိုအမြန်သွားပြောဖို့နဲ့မပေါက်ကြားဖို့အတွက်မှာကြားလိုက်ပါတယ်မဲဝူဖန်ကထန်ကျောက်ခွန်ကိုသတင်းပေးပြီးမှထန်ကျောက်ခွန်ကသတိနဲ့နေဖို့အတွက်ပြောပြီးပြန်လွှတ်လိုက်ပါတယ်မဲဝူဖန်ကအိမ်မော်ကနေပြီးခိုးကြောင်ခိုးပတ်ဆင်းလာချိန်မှာသူ့ကိုချောင်းနေတဲ့ရီစားဖြစ်သူအိုက်ထေကကျောင်းဝမှာစီးဖတ်ထားလိုက်ပါတယ်တိုင်းရေးပြည်ကောင်းတဲ့နေ့မှာလက်ထပ်ချဖို့ဘာညာနေနှစ်ယောက်သားလွမ်းတယ်နေကြပါလေနောက်တစ်ရက်မှာတော့ဝေါ်ရုံစာကိုတိုင်းစင်ပန်းထွက်လာမယ့်အကွက်ကိုအစီအစဉ်ချဖို့အတွက်ကြံစီပါလေထန်ကျောက်ခွန်ကမူမတ်တီဟာစင်ဖမ်းမှုအတွက်စင်ထိန်နေစီကိုသွားကြရမှာဖြစ်ပြီးစင်ကိုမဖမ်းပေးဖို့သွားရောက်ညှိနှိုင်းရမယ်လို့ပြောလိုက်ပါလေဒါမှသာလေဝေါ်ရုံစာကိုတိုင်းကထွက်တော်မူလာလိမ့်မယ်လို့ဆိုပါလေစင်ဖန်းစကန်တန်နီယာမှာတော့စီလုံရုပ်ရဲ့လူကန်စင်မုတ်ဆိုးဟာအများသူငါတွေအိတ်နေချိန်တိတ်တိတ်ကလေးထားပြီးစင်ဖမ်းမဲ့ကျိုးလုံးတွေကိုနည်းနည်းချင်းစီဓာတ်နဲ့လိုက်ထစ်ထားပါလေခေါင်းဆောင်ဖြစ်သူရောက်လာတဲ့အခါစစ်လားလုပ်နေတာကြောင့်စီလုံရုပ်ရဲ့လူကကျိုးရီခိုင်မခိုင်စစ်ဆေးနေတာပါလို့ပြန်ပြောလိုက်ပါတယ်။ခေါင်းဆောင်ကလည်းပဲအဲ့ဒီလူကိုချီကျူးပြီးပြန်သွားပါတယ်။နောက်တစ်နေ့မှာတော့မုတ်ဆိုးတွေကစင်ကိုလိုက်ဖမ်းတဲ့အခါမှာစင်ဖြူရဲ့ခြေထောက်ကိုခက်ခဲဝင်းကျော်ဆွတ်ပြီးမှကျိုးကပြတ်သွားတာကြောင့်မုတ်ဆိုးတွေဟာလက်လျှော့ခဲ့ရပါတယ်။ထိန်ကျိုးဆယ်ကျိုးတောင်ပြတ်အောင်ယုံနိုင်တဲ့စင်ဟာအရှင်မင်းကြီးဝေါ်ရုံစာရဲ့ဖုံးတကူနဲ့မှသာဖမ်းမိနိုင်မှာဖြစ်တဲ့ဘာညာနဲ့မူမတ်တွေကသူတို့ရဲ့အပြည့်ရောက်အောင်လို့ရှောက်တင်လိုက်ကြပါတယ်။စင်ထိန်တွေကလည်းသူတို့မှာရတနာကျန်ဆုံစင်ဖြူတော်ကိုဖမ်းဆီးနိုင်တဲ့ဖုံးကတ်မရှိကြောင်းဘာညာနဲ့ပြန်ပြီးတော့ရှောက်တင်ပြန်ပါလေအဲ့တော့မှပဲဝေါ်ရုံစာကသူကိုယ်တိုင်ဒီစင်ကိုဖမ်းတော်မူမဲ့ဘာညာတွေဖြစ်ကုန်ပါတော့တယ်ထောင်းစီစုရာကြောင့်ကလည်းသွားမဖမ်းပါနဲ့လို့ဂရီပေးထားတယ်လို့ဆိုပြီးရာဇာရင်ဂရီမပြတ်အောင်လို့ပလင်မော်ကနေလှမ်းအောင်လိုက်ပါလေဝေါ်ရုံစာကလည်းဘရင်လုံးနေပြီးစင်ရိုင်းလေးတစ်ကောင်တော့မှမဖမ်းနိုင်ရအောင်ချင်းနေနေတာလားလို့သူ့ကိုအားကိုးနေတဲ့ပြည်သူတွေကပြောကြလိမ့်မယ်ဆိုပြီးထောင်းစီစုရာကြောင့်ကိုပြန်ပြောပါလေဒီလိုနဲ့ပဲဝေါ်ရုံစာဟာစင်ကိုဖမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါလေမဲယိုတီလာရှင်ကြီးကတော့ဝေါ်ရုံစာဘာကြောင့်ကိုယ်တိုင်စင်ဖန်းထွက်လာတာလဲဆိုတာကိုနားလည်သွားပါတယ်။မဲဝူဖန်ရဲ့သတင်းပေးမှုအရနောက်တစ်နေ့မှာစင်ဖန်းထွက်ကြဖို့ဝေါ်ရုံစာကအမိန့်ချမှတ်လိုက်ကြောင်းသိရပါတယ်။တီလာရှင်ကြီးမဲယိုကတော့အယူထရထီနန်းဟာဝေါ်ရုံစာနဲ့ထိုက်တန်သလားအထောင်မျိုးဆက်ဟာနန်းဆက်အပြတ်မှလားဆိုတာကိုတော့မနေ့ပြန်မှာတီးကြတဲ့အဖြစ်သိရမယ်လို့ပြောနေပါတယ်။နောက်တစ်ခါမှာတော့ထန်ကျောက်ခွန်တို့ဟာနောက်တစ်နေ့အစီအစဉ်တွေကိုဇယားချနေပါတယ်။စန်နန်နဲ့ထရိုစာကိုတော့ဖိချိုင်နဲ့စဝန်ကလိုကိုရအောင်ခေါ်သွားဖို့အတွက်အကြိုတော်ထွက်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့စစ်တပ်နဲ့စစ်ချီလာတဲ့ဖိချိုင်တို့ကိုဇန်နန်တို့ကထန်ကျောက်ခွန်စီကိုခေါ်ဆောင်လာပါတယ်။နောက်တစ်နေ့အာယုံတက်မှာစင်ဖမ်းမဲ့ဝေါ်ရုံစာကိုနှိပ်ကြဖို့သူတို့ဟာတညလုံးနှီးပါတိုင်ပင်ဆွေးနွေးကြပါတယ်။နောက်ဆုံးမှာအစီအစဉ်အရပလာမော်တူးမြောင်းနောက်မှာလှုပ်ကြံကြဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ပါလာတဲ့လေနစီဘော်ကသူတွေကလည်းပဲသူ့လူကိုဘတ်သားတွေကိုထည့်ထားပြီးသွားပြီလို့ပြောလိုက်ပါတယ်။သူတို့ရဲ့လက်နက်တွေကိုလည်းသူတို့ရဲ့ကိုယ်ထဲမှာဖွက်ထားစီရမယ်လို့ထန်ကျောက်ခွန်ကပြောပြပါတယ်။အားလုံးကိုအချိန်ကိုက်ကွက်တီမလုပ်နိုင်ရင်တော့မောင်ဥဒရာကျန်နဲ့တက်ကကြရောက်လာပြီးဝေါ်ရုံစာကိုလာခဲ့ရင်တော့အချိန်တွေအားလုံးရှုပ်ထွေးသွားနိုင်တယ်လို့ပြောပြပါတယ်။လာချက်စနေကတော့ဒီလီတာသားတွေကိုခေါင်းဆောင်ပြီးအတူတူရောထွေးနေရမယ်လို့ထန်ကျောက်ခွန်ကိုပြောပြပါတယ်။မောင်ကျန်ဟာဇေဖုံကြီးကျောင်းမှာစောင့်နေရမှာဖြစ်ပြီးသူ့လူတွေနဲ့ထွက်လာတဲ့အချိန်မှာလာချက်စနေကတနက်နဲ့အသေးပြစ်ချမယ်ဆိုပြီးပြောဆိုညီနိုင်ရင်ဆွေးနွေးတိုင်ပင်နေကြပါတယ်။
ဖိချိုင်တဲ့သူရဲ့လူတွေကတော့ဂျာကန်ရဲ့အရှိတ်ပလောင်မော်တူးမြောင်းရဲ့မြောက်ဖက်မှာကင်းမုံဝင်နေရမယ်လို့ထန်ကြောက်ခွန်ကိုပြောပြပေးပါရယ်စဝွန်ကလိုနဲ့ဘတ်တော်သားတွေကတော့အနောက်ဖက်မှာပုံနေကြမယ်လို့ပြောပြပါရယ်ဝရုံစာရဲ့လီကစဝွန်ကလိုတို့ရှိရာဘက်ကိုထွက်ပြေးလာနိုင်မယ်လို့ပြောပြထားပါရယ်စီလုံရုံးတဲ့အဖွဲ့ကတော့ဂျာကန်ရဲ့အလယ်မှာစစ်ရေးပြင်ထားဖို့အတွက်ပြောနေပါရယ်သူကတော့လေထွက်ပေါက်မရှိစေရေးအတွက်ဒူးမြောင်းပေါက်ဝနာကဆောင်ပေးမယ်လို့ထန်ကြောက်ခွန်ကပြောပြပါရယ်မောင်ကျော်ရဲ့နန်းတော်ထဲမှာတော့မတင်ကားစရာရဲမှန်နှစ်ယောက်ဟာမနက်ခင်းစောစောမှာဂျာကန်ကိုလှော်သွားတာတွေ့လိုက်ရတယ်လို့ပြောပြပါရယ်မောင်ကျန်ကတော့သူ့ရဲ့ဆက်ခွက်ပြောက်မှာဆိုတာကြောင့်စီးတော်စင်ကိုပြင်ဆင်စီကဂျာကန်ဘက်ကိုသွားကြဖို့အတွက်အမိန့်ရှိပါရယ်ညာရင်းချင်းပဲစင်နဲ့ထွက်လာတဲ့မောင်ကျန်ဟာဂိမ်းဝါကိုကြော်တဲ့အခါလာချက်စနီဟာကောက်ရိုးလေးအောက်မှာဖွက်ထားတဲ့ရိုင်ဖယ်ပြောင်းရှိကိုယူအားဒိုင်းကနေပြစ်ချလိုက်ပါရယ်မောင်ကျန်ဟာလည်းပဲအားကနေအော်ကကားကနေပြုတ်ကျသွားပါရယ်လာချက်စနီဟာဝင်းကြီးလက်ချက်ပရီကိုလည်းခုတ်တက်လိုက်ပါရယ်မောင်ကျန်ဟာတနက်တန်ရနဲ့ပြုတ်ကျနေပြီးလာချက်စနီကိုလည်းပဲသူ့ကိုကေပါအောင်လို့ပြောနေပါရယ်ပြန်နေကောင်းတဲ့အခါလိုချင်တဲ့ဆုလက်အကြီးကြီးရမယ်လို့ပြောလိုက်ပြီးလာချစနီကတော့သူလိုချင်တဲ့စုကဒါပဲလို့ပြောကမောင်ကျန်ရဲ့ခေါင်းကိုဖျက်ချလိုက်ပါရီနောက်တစ်ခါမှာတော့စူရီတိုထိုင်းဟာဖျားဝစ်ပြုတ်နေပြီးစီဝရီရက်ကလည်းဖျားကန်းလေးကိုရောက်လာကတားမိဖတ်ပြီးငိုကြပါရီထန်ချောက်ခွန်တို့တပ်ဖွဲ့ကတော့အစီအစဉ်တိုင်းနေရာယူထားပါရီဝေါ်ရုံစာနဲ့ထောင်းစီဆူရာကျန်တို့ဟာတားဖြစ်သူကလင်းငယ်လေးကိုပိုက်ပြီးဝေါ်ရင်ကနေစင်းကလှေပေါ်ကိုတက်ရင်စင်ပန်းထွက်လာကြပါရီထန်ချောက်ခွန်ရဲ့တပ်ဟာဝေါ်ရုံစာရဲ့လှေလာနေချိန်မှာမီးတုပ်တွေကိုညှိလိုက်ကြပါရီဝေါ်ရဘုံစာဟာမြူရော်တွေကနေဘွားကနေပေါ်လာတဲ့လှေတက်ကိုတွေ့တာကြောင့်ဓာတ်ကိုကိုင်းမိမတ်တဲ့ရက်ကဘယ်သူတွေလဲလို့မေးလိုက်ပါရီအဲ့ဒီအချိန်မှာပဲဝေါ်ရဘုံစာကိုခေါင်းဖြတ်မဲ့သူတွေပဲဆိုတဲ့ကြည်လင်ပြတ်သားတဲ့အတန်တစ်ခုကအမောင်တွေကနေထွက်ပေါ်လာပါရီလှေတက်နဲ့တက်အကျိတ်နဲ့တိုက်ခိုက်နေစဉ်မှာထောင်းစီဆူရာကျန်ကသူတို့မိသားစုကမ်းမော်ကိုတက်မယ်ဆိုပြီးထိတ်လန့်တုန်လောက်ကကမ်းမော်ကိုတက်သွားကြပါရီဖိချိုင်တဲ့ဖွဲ့ကတော့ဖျို့ဖျဲဖြစ်နေတဲ့ဝေါ်ရဘုံစာရဲ့တက်တွေကိုပျောက်ကြားစနစ်နဲ့လေးများတွေနဲ့ချောင်းပြစ်နေရင်အပိုင်းလေးကလည်းဒီမှာပဲပြီးဆုံးသွားပါရီ